တင်ဟာတနင်္လာရဲ့အချိန်တော်တော်များများကို AVD နဲ့ကုံစုံမိနေပြီလားလူတော်တော်များများဟာဒီဘက်ခေတ်မှာ AVD ကိုအလွယ်တကူကြည့်ရှုလာနိုင်ကြပါတယ်ဒါပေမဲ့ဒီလိုအလွယ်တကူကြည့်ရှုနိုင်ခြင်းကကျွန်တော်တို့ရဲ့အုံနောက်နဲ့နေ့စဉ်လူနေမှုဘဝပေါ်ဘယ်လိုတိုက်ရောက်မှုတွေရှိနေမလဲဒီနေ့မှာတော့ AV ကိုအလွန်အကျွံကြည့်ရှုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေနဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အချက်ကိုရှင်းပြပေးသွားမှာမလို့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါတိတ်မဲ့ပညာရှင်တွေရဲ့လေ့လာချက်အရ AV ကြည့်တဲ့အခါအုံနောက်ထဲကဒိုပါမင်းလို့ခေါ်တဲ့ဓာတ်တစ်မျိုးကိုအလွန်ကျွံထွက်ပေါ်လာစေပါတယ်ဒါဟာအရသာရှိတဲ့အစားအစာတွေစားတာအာမြင်မှုတစ်ခုခုရတာမျိုးတွေနဲ့ဆင်တူပေမဲ့ AV ကတော့အချိန်တိုအတွင်းမှာအလွန်အမြင့်များပြတဲ့ဒိုပါမင်းတွေကိုထုတ်ပြလိုက်တာပါအချိန်ကြာလာတဲ့အမြာအုံနောက်ကဒီလိုလှုံ့ဆော်မှုတွေကိုပုံမှန်လို့တတ်မှတ်လာပြီးပုံမပြင်းထန်တဲ့အကြောင်းအရာတွေကိုရှာဖွေဖို့တောင်းဆိုလာပါတယ်ရလဒ်အနေနဲ့နေ့စဉ်ဘဝမှာရရှိနိုင်တဲ့ပျော်ရွှင်မှုအသေးဖွဲလေးတွေဥပမာဝါသနာပါရတစ်ခုကိုလောက်တာတကယ်ချင်းတွေနဲ့စကားပြောတာကနေဒိုပါမင်းအလုံးလောက်မရတော့ပဲစိတ်တက်ကြခြင်းစိတ်မလန်းဆန်းခြင်းတွေကိုခံစားလာရတတ်ပါတယ် AVG ချင်းရဲ့နောက်ထပ်ဆိုးကျိုးတစ်ခုကတော့လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့အခြေအနေနဲ့ sexual life ပေါ်လွဲမှားတဲ့မျှော်လင့်ချက်တွေထားမိခြင်းပါပဲ AV ထဲကမြင်ကွင်းတွေကစီစဉ်ရိုက်ကူးထားတဲ့ performance တတ်တာဖြစ်ပါတယ်ဒါပေမဲ့နေ့စဉ် AV ကြည့်ရှုသူတွေကလက်တွေ့ဘဝကလက်တွဲပေါ်စီမှာလည်းအဲ့လိုမျိုးအတိုင်းအတာတစ်ခုကိုမရမနေတောင်းဆိုမိတတ်ကြပါတယ်ဒီလိုအလွန်ကြုံမျှော်လင့်ချက်တွေကြောင့်လက်တွေ့ဘဝဆက်ဆက်ယူတွေမှာမကျေနပ်မှုတွေဖြစ်ပေါ်လာပြီးတော့ကိုယ့်ရဲ့လက်တွဲပေါ်နဲ့ရင်းနှီးမှုကိုထိခိုက်စေပါတယ်အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုတဲ့ရုပ်ပုံကားချက်တွေပေါ်မှာပဲပိုပြီးအာရုံစိုက်မိလာတာကဆက်ဆံရေးမှာအကြီးမားဆုံးအကွဲကြောင်းတစ်ခုကိုဖြစ်လာစေနိုင်ပါတယ်။ AV ကိုအချိန်အကြာကြီးဆွဲဆွဲလန်းလန်းကြည့်ရှုခြင်းဟာအုံနောက်ရဲ့ prefrontal cortex လို့ခေါ်တဲ့အပိုင်းကိုထိခိုက်စေနိုင်ပါတယ်။ဒီအပိုင်းဟာဆုံးဖြတ်ချက်ချခြင်းစိတ်ခံစားမှုကိုထိန်းချုပ်ခြင်းနဲ့အာရုံစိုက်ခြင်းတို့ကိုတာဝန်ယူရတဲ့နေရာပါ။အလွန်ကြိုကြည့်ရှုသူတွေမှာအာရုံစိုက်နိုင်စွမ်းရောကျလာတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ AV တွေဟာအမြင်ပြောင်းလဲနေတဲ့မြင်ကွင်းနဲ့အလွန်ကြုံလုံးဆောင်မှုတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်နှိကွေးပြီးစိတ်ရှိရတဲ့အလုပ်တွေဥပမာစာပတ်ခြင်းအလုပ်ကိုင်တာဝန်တွေကိုလှုပ်ဆောင်တဲ့အခါအုံနောက်ကမပျော်ရွှင်တော့ပဲအလွယ်တကူပြင်းလာတတ်ပါတယ်။ဒါဟာပညာရေးနဲ့အလုပ်ကိုင်ခွင့်လန်းတွေမှာအဟန့်အတားဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် AV ထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေရဲ့ရုပ်ရည်ခန္ဓာကိုယ်နဲ့စွမ်းဆောင်ရည်တွေကိုလက်တွေ့ပွားနဲ့နှိုင်းယှဉ်ပြီးတဲ့အခါကိုယ်အားမလို့အားမရဖြစ်ပေါ်မှုတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့်အမျိုးသားတွေမှာဆိုရင်ကိုယ့်ရဲ့ sexual performance နဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါရင်မကသေးပါဘူး။ AV ကြည့်ခြင်းကိုလိုအပ်စာလှုံ့ဆော်ရတဲ့အတွက်ကြာလာတဲ့အခါအပြည့်ရှိသလိုခံစားရခြင်းနဲ့ချဲ့ရွံ့ခြင်းတို့ဟာစိတ်ဖိစီးမှုတွေကိုပုံမှုဆိုးရစေပါတယ်။ဒီအချက်တွေကတဖြည်းဖြည်းနဲ့တင်ကိုလူမှုရေးကနေတည်တံ့ခွဲထွက်သွားခြင်းကိုဦးတည်သွားစေနိုင်ပါတယ်။ AV ကြည့်ခြင်းဟာခေတ်ကာလရဲ့အစိမ့်ပိုင်းတစ်ခုလိုဖြစ်လာနေပေမဲ့သူ့ရဲ့နောက်ွယ်ကသိပ္ပံနေကြဆိုးကျိုးတွေကတော့တကယ်ကိုအမှန်တရားတွေပါဆိုတော့ဒီလိုမျိုးဆွဲလန်းနေတာကိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးပြုပြင်ပြောင်းလဲကြမလဲ AV ကိုအလွန်ကျွံကြည့်ခြင်းကနေရုံးထွက်ဖို့အတွက်ပထမဆုံးအဆင့်ကတော့ဘာကြောင့်ကြည့်မိရလဲဆိုတဲ့အကြောင်းရင်းကိုသိမြင်ဖို့ပါလူတော်တော်များများကစိတ်ပြေးစီးတဲ့အခါပြင်းတဲ့အခါဒါမှမဟုတ်အထီးကျန်တဲ့အခါမှာ AV ကိုစိတ်ပြေးရတစ်ခုအနေနဲ့သုံးနေကြပါတယ်ဒီအလေးချင်းကိုထိန်းချုပ်ဖို့အတွက် start technique ကိုဆင်ကြည့်ပါဗီဒီယိုကြည့်ခြင်းစိတ်ပေါ်လာတဲ့အခါချက်ချင်းမလုပ်ပဲ9မိနစ်လောက်စောင့်နိုင်ပါအဲ့ဒီ9မိနစ်အတွင်းမှာကိုငါခုဘာလို့ကြည့်ချင်တာလဲငါခုစိတ်ပီစီနေရလားလို့မေးခွန်းထုတ်ပါဒီနည်းလမ်းကတင်းအောင်နောက်ကိုအလိုလျော်တုံးမြတ်မှုကနေရပ်တန့်သွားစေပြီးစင်ကြီးတုံတရားနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့ကူညီပေးပါလိမ့်မယ်နောက်တစ်ချက်ကတော့အုံနောက်ရဲ့ဒိုပါမင်းစနစ်ကိုကျန်းမာတဲ့နည်းလမ်းနဲ့ပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်ပတ်ဝန်းကျင်ကိုပြောင်းလဲပါဖုန်းနဲ့က AV နဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုရှင်းထုတ်ပါဖုန်းသုံးတဲ့အခါလူစီကားတဲ့နေရာမှာသုံးတာဒါမှမဟုတ်အိမ်ရတဲ့ကိုဖုန်းယူမသွားတဲ့လေ့ကျင့်ကိုမဖြစ်မနေလှုပ်ဆောင်ပါ AV ကြည့်မဲ့စာပုံမကျမ်းပါတယ်ဒိုပါမင်းရစီမဲ့လှုပ်ဆောင်ချက်တွေဥပမာလေ့ကျင့်ခန်းလုပ်တာတခြင်းနာထောင်တာဒါမှမဟုတ်ဖန်တီးမှုဆိုင်ရာဝါသနာတစ်ခုကိုအစားထိုးပါတနေ့ကိုမိနစ်30လောက်လမ်းလျှောက်တာတော့အုံနောက်ရဲ့ပျော်ရွှင်မှုစနစ်ကိုပုံမှန်အတိုင်းပြင်ပြလာစေဖို့ကူညီပေးပါတယ်အရေးကြီးဆုံးကတော့ကိုအပြစ်မတင်ပါနဲ့လေ့ကျင့်တစ်ခုကိုပြောင်းလဲတာဟာနေချင်းညချင်းဖြစ်လာမှာမဟုတ်ပါဘူးတရက်နေ့ရက်လွဲချော်သွားရင်တောင်နောက်နေ့မှာပြန်စတင်ဖို့အရေးကြီးပါတယ်
ဒီလိုထိန်းချုပ်နိုင်စွမ်းရှိလာတဲ့အခါတင်းဟာတင်းရဲ့အုံနောက်နဲ့ဘဝကိုကိုယ်တိုင်ပြန်လည်ပိုင်ဆိုင်နိုင်သူဖြစ်လာမှာပါတင်းရဲ့ကျမရဲ့အနာဂတ်အတွက်ဒီနေ့ရစပြီးအပြောင်းအလဲတစ်ခုကိုလှုံ့ဆော်လိုက်ပါကိုယ့်ရဲ့စိတ်ကျန်းမာရေးနဲ့ဘဝရဲ့ပုံမှန်လှုပ်ဆောင်ချက်တွေကိုထိန်းချုပ်နိုင်ဖို့အတွက်အလွန်ကြုံကြည်ရှုခြင်းကနေရှောင်ကျဉ်ပြီးပုံမကျန်းမာတဲ့ဝါသနာတွေလူမှုဆက်ဆံရေးတွေဘက်ကိုအာရုံပြောင်းဖို့အကြံပြုလိုပါတယ်ကျန်းမာတဲ့စိတ်ကျန်းမာတဲ့ဘဝအတွက်ကိုပြန်လည်စစ်ဆေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ဗျာတကယ်လို့တင်းရဲ့မိတ်ဆွေပေါင်းတင်တွေမှာရော AV ကိုအလွန်ကြုံကြည့်နေတဲ့လူရှိရင်ဒီဗီဒီယိုလေးကိုမျှဝေပြီးကို view ဆိုင်ဖို့အကြံပေးလိုက်ပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်